နေပြည်တော်မှာအကြော်ရောင်းနေတဲ့ပလဲဝင်းကိုတကူးတကအားပေးခဲ့တဲ့ဂျွန်လွင်အပြိုင်ဆိုင်များတဲ့အနုပညာလောကတွေမှာပလဲဝင်းကအောင်မြင်ခဲ့ပေမဲ့အခုချိန်မှာတော့အနုပညာအလုပ်တွေကိုနားပြီးတော့ဝါသနာပါရာအလုပ်လေးတစ်ခုကိုအပြော်သဘောလုပ်ကိုင်နေပါတယ်။လက်ရှိမှာနေပြည်တော်ရွှေကြပင်ရက်ကွက်ထဲမှာအကျော်ဆုံးတဲ့အေးအေးဆိုင်လေးကိုဖွင့်လှစ်ထားပါတယ်။နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ပေမဲ့ဘာအကုန်ပကာသနာမှမထားပဲဘဝကိုရိုးသားစွာဈေးရောင်းပြီးတော့ဖြတ်သန်းနေတာပါ။ရုပ်ရှင်မင်းသမီးတစ်ယောက်ကအကျော်ရောင်းရင်းနဲ့လူတွေအထင်သေးမှလားဆိုတဲ့စိတ်ထားမရှိပဲလှုပ်ချင်တဲ့အလုပ်လေးကိုရိုးရိုးသားသားလုပ်ကိုင်စားတောက်နေပါတယ်။ရိုးသားကြိုးစားတဲ့ပလဲဝင်းရဲ့ဆိုင်လေးစီကိုမကြသေးခင်ကအထူးဧည့်သည်တော်တဦးရောက်ရှိလာပါတယ်။သူကတော့မော်ဒယ်တွေရဲ့ဖခင်လို့တင်စားခေါ်ဝေါ်ကြတဲ့ဂျွန်လင်ကိုယ်တိုင်နေပြည်တော်မှာရှိတဲ့ပလဲဝင်းရဲ့ဆိုင်စီကိုတကူးတကတွားရောက်ပြီးတော့အားပေးခဲ့တာပါ။ဂုံပကသနာဘာမှမရှိဘဲနေပြည်တော်မှာအကြော်ရောင်းနေတဲ့ပလဲဝင်းကိုအားပေးခြင်းနဲ့စိတ်နဲ့ရောက်ခဲ့ရပါဂုံတွေမာနတွေမထားပဲရိုးသားစွာအသက်မွေးဝမ်းကြောင်းပြုနေတဲ့ပလဲဝင်းကိုရောင်းတဲ့အစားအစာတွေအကုန်လုံးအားပေးခဲ့ပါတယ်။ရုပ်ရှင်မင်းသမီးဘွားတော်ကတော့ PR တွေပတ်ဝန်းကျင်ရဲ့စောင့်ကြည့်မှုတွေရှိခဲ့ပေမဲ့အခုတော့ဆိုင်လေးတစ်ဆိုင်ဖွင့်ကဈေးရောင်းရတဲ့အရာသာကိုသဘောကျလို့ရွေးချယ်ခဲ့တာပါ။အချို့တွေကတော့သူ့ကိုစီးပွားရေးအဆင်မပြေတော့လို့အကြော်ရောင်းနေလို့ထင်ပေမဲ့လည်းရောင်းတဲ့နေရာကသူ့ရဲ့ခြံဝင်းမှာပဲဖြစ်နေပါတယ်။အကြော်ရောင်းနေလို့အမြင့်အမျိုးမျိုးနဲ့ဝေဖန်ကြလဲဒီအလုပ်ကိုမစွန့်လွတ်ဘဲနဲ့ဆက်ရောင်းနေရပါ။စိတ်ချမ်းသာတဲ့အလုပ်ကိုဂုံပကသနာကင်းနဲ့လောက်ကန်ခွင့်ရတဲ့ပလဲဝင်းကိုဂျွန်လွင်ကတောင်ချီကျူးနေပါပြီ။လှုပ်ချင်တာတွေလှုပ်ခွင့်ရနေတဲ့ပလဲဝင်းရဲ့ဘဝကိုအားကျနေပြီလားဆိုတာပြပြခဲ့ပါအောင်ရှင်။